brain drain ဒီနေ့ခေတ်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်လူငယ်တော်များများဟာပြည်ပကိုထွက်ခွာဖို့ပြင်ဆင်နေကြတာဒါမှမဟုတ်ရောက်ရှိနေကြတာကိုနေ့တိုင်းလိုတွေ့မြင်နေရမှာပါလေစိတ်မှာမိသားစုတွေသူငယ်ချင်းတွေအစုလိုက်ပြုံလိုက်နှုတ်ဆက်နေကြတဲ့မြင်ကွင်းဟာအခုဆိုရင်ထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်တော့ပါဘူးဒါပေမဲ့ဒီဖြစ်ရဲ့နောက်ွယ်မှာတိုင်းပြည်အတွက်အရန်ကိုစိုးရိမ်စရာကောင်းတဲ့ brain drain လို့ခေါ်တဲ့ဦးနှောက်ယိုစီးမှုပြဿနာရှိနေပါတယ်brain drain ဆိုတာနိုင်ငံတနိုင်ငံကအသိပညာရှင်တွေအတတ်ပညာရှင်တွေနဲ့အလားအလာရှိတဲ့လူငယ်တွေဟာကိုယ်နိုင်ငံမှာမနေတော့ဘဲပုံမကောင်းမွန်တဲ့ဘဝကိုရှာဖွေဖို့တခြားနိုင်ငံတွေကိုအခြေချကုန်တာကိုပြောတာပါသူတို့ဘာကြောင့်သွားနေကြတာလဲလို့မေးရင်အဖြေကရှင်းပါတယ်ကိုယ်နိုင်ငံမှာအလုပ်ကိုင်အခွင့်အလမ်းနှေးပါတာစီးပွားရေးမရေရာတာမလုံခြုံတာနဲ့ကိုယ့်ရည်ချင်းကိုအတိမတ်ပြုမဲ့နေရာမရှိတာတွေကသူတို့ကိုနောက်ကနေတွန်းထုတ်နေတယ်လို့ဖြစ်နေလို့ပါတစ်ဖက်မှာလည်းပြည်ပနိုင်ငံတွေကပေးတဲ့ထိုက်တန်တဲ့လာစာလွတ်လပ်ခွင့်နဲ့ပိုကောင်းတဲ့ဘဝအာမခံချက်တွေကသူတို့ကိုဆွဲဆောင်နေတာပေါ့ဒါဟာလူငယ်တယောက်ချင်းစီအတွက်တော့တိုးတက်ဖို့လမ်းစာဖြစ်နိုင်ပေမဲ့နိုင်ငံတစ်ခုအနေနဲ့ကြည့်ရင်တော့ဒါဟာသွေးထွက်တန်ရုံမရှိတဲ့တန်ရာတစ်ခုပါပဲနိုင်ငံကိုပြန်လည်တည်ဆောက်ရမယ့်ဆရာဝန်တွေအင်ဂျင်နီယာတွေ IT ပညာရှင်တွေနဲ့တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူငယ်တွေမရှိတော့တဲ့အခါတိုင်းပြည်ရဲ့အနာဂတ်ဟာအားကိုးစရာမဲ့ပြီးအကြောင်းတွေထင်ကြံခဲ့မှာပဲဖြစ်ပါတယ်တကယ်တော့ဘယ်သူမှကိုယ့်အိမ်ကိုမိသားစုနဲ့ကိုယ်စာတီးမြေကိုအပျော်သဘောနဲ့ဆုံးခွာသွားကြတာမဟုတ်ပါဘူးဒါဟာရှင်သန်ခြင်းအတွက်သူတို့မှရွေးချယ်စရာမရှိလို့ရုန်းကန်နေကြရတာပါဒီတော့ brain drain ဆိုတာလူငယ်တွေရဲ့ပြစ်မဟုတ်ပါဘူးနိုင်ငံတစ်ခုကသူတို့ရဲ့အိမ်မက်တွေကိုမထိန်သိမ်းပေးနိုင်ခဲ့တဲ့အနာဂတ်ကိုပုံဖော်ပေးဖို့ပျက်ကွက်ခဲ့တဲ့ရလဒ်တစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်တွေနောက်ထပ်ယိုစီးမသွားအောင်ဒီအကြောင်းတွေကိုဘယ်လိုဖာထေးကြမလဲဆိုတာအားလုံးပဲစဉ်းစားကြည့်ပေးကြပါဦး